안녕하세요. 알로에 밍라바신 디니아로 한성 유니버시티만 2025နေပြီးတော့အသစ်ထွက်ရှိတာတဲ့ Global Angel Hub Division of Global Leader ရဲ့အကြောင်းကိုအသေးစိတ်ရှင်းပြသွားပြီးမှဖြစ်ပါတယ်ရှင်။ဒီ Global Angel Hub Major ကိုအင်္ဂလိပ်လို Division of Global Leader လို့လည်းခေါ်ပါတယ်။ဒီ Global Angel Hub မှာ Major ခွဲလေးတွေက5ခုရှိပါတယ်။ဟန်ဆောင် University မှာကျောင်းလျှောက်တဲ့လူတွေတိုင်းကကိုကဘာမေဂျာကိုယူရမလဲမသိသေးတဲ့လူတွေဆိုလို့ရှိရင် first year first semester ကိုတက်ပြီးတော့ first year second semester မှာမေဂျာရွေးလဲရပါတယ်ရှင်။အဲ့တော့ဒုတိယနှစ်ကနေစပြီးတော့ကိုက Global Angel Hub ရွေးရတယ်ဆိုရင်အဲ့ဒီမေဂျာ5ခုတည်းကနေပြီးတော့တစ်ခုကိုရွေးပြီးတော့ကိုကတင်မယ်ဆိုရင်ရပါပြီရှင်။ 안녕하세요. 자기소개 한 번만 해주세요. 네, 안녕하세요. 저는 미얀마에서 온 김말라고 합니다. 저는 지금 한성대학교 글로벌 학부의 디자인 메이저를 전공하고 있는 미얀마 학생입니다. 한성 유니버시티မှာ Global Angel Hub ရှိတာကိုဘယ်လိုသိသွားရလဲ? 아티동의 전대학과 한성대학교의 글로벌 학부의 장학비학회를 뛰게. Global Angel Hub ရဲ့ဘယ်မေဂျာကိုယူထားတာလဲ? ကျွန်မကတော့ Global 학부의 테마မှာပေါ့နော် Fashion Beauty Creation ကိုယူထားပါတယ် University မှာမေဂျာတွေအများကြီးရှိတဲ့မှာမှာဒီမေဂျာ Global Angel Hub ကိုရွေးချယ်ဖြစ်ရတဲ့အကြောင်းမျိုးပြောပြပေး မေဂျာကိုရွေးချယ်ဖြစ်ခဲ့ရတဲ့အဓိကရွေးချက်ကတော့ပေါ့နော်ကိုရနိုင်ငံသားတွေအတွက်မဟုတ်ဘဲနဲ့နိုင်ငံခြားသားတွေအတွက်တိတန့်တက်ရောက်လို့ရတဲ့မေဂျာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ရွေးချယ်ဖြစ်ခဲ့ပါတယ်